ကဲရင်းနာခွင့်ရရမယ်ဖို့တဲ့ခွင့်ရမယ်ဆိုလို့ရှိရင်အခုပြင်နေတဲ့ဥပဒေပြုချင်တဲ့ဥပဒေဘုံဘုံမဲချင်တဲ့နေဘုံဘုံဘုံအဆိုပြုချင်တဲ့အဆိုများရှိပါလားကျွန်မအတွေ့အကြုံရတော့လေအများကြီးတော့ရှိပါတယ်ရှင်တိုင်းပြည်မှာလှုပ်ရှားတယ်လေလှုပ်ရှားတွေအများကြီးရှိတဲ့အထက်မှာတကယ်တမ်းဆိုမှကျွန်တော်တို့တိုင်းပြည်ရပါတော့တဘာဝတယံဇာတကျွယ်ဝတယ်ဒါပေမဲ့လည်းတိုင်းပြည်ကမချမ်းသာဘူးပေါ့နော်ဒါဘာကြောင့်လဲဆိုတော့အဓိကကျွန်မတို့ကရှာဖွေတွေးရှိထားတာကတော့ဥပဒေတွေမကောင်းသေးလို့ပေါ့နော်ဥပဒေကဘယ်လိုဖြစ်တဲ့လဲဆိုလို့ရှိရင်ဒီတဘာဝတယံဇာတဆိုတာပြန်ပြီးဖြည့်လို့လည်းမရဘူးเนาะဟိုထားပါတော့ဗရမ ्या တို့နီလာတို့ကြောက်စိမ့်တို့ဆိုတာနှစ်ပေါင်းတန်းချီမှဖြစ်လာတဲ့ဟာเนาะပေါ်ထုတ်ပြီးတော့တူးပြီးတော့ရောင်းစားလိုက်ရင်ခဏလေးနဲ့ကုန်သွားတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကစီစီစစ်နဲ့ဒီလုပ်ငန်းလိုင်စင်ချပေးတာလို့ပေါ့နော်ရှောက်ပြီးတူးတာမျိုးမဟုတ်ဘူးเนาะခုနလိုမျိုးတစ်တော်တွေပြုံးတီးတာတွေမျိုးဆိုလို့ရှိရင်ဒီတဘာဝတယံဇာတကိုထိမ့်သိမ့်ဖို့လို့အတွက်ဒါဥပဒေတွေလုပ်လို့ရတယ်ပြီးလို့ရှိရင်လုံးဝမထုတ်ဘူးဆိုတာလည်းမဟုတ်ဘူးပေါ့နော်ဒါသူ့အထိုက်လျောက်တော့ကျွန်တော်တို့ထုတ်ရမယ်အထိုက်လျောက်ထုတ်တဲ့ပုံမှာပို့ပြီးထိရောက်တဲ့ကျွန်တော်တို့စီးပွားရေးဖွံ့ဖြိုးမှုဖြစ်အောင်ပေါ့ကျွန်တော်တို့အရင်လုံးလိုပဲမရောင်းမဲနဲ့gas ဆိုလဲရှိရင်လဲ gas လိုပဲမရောင်းဘူးကျွန်းဆိုလဲတစ်လုံးလိုက်ပဲမရောင်းမနဲ့ကျွန်တော်တို့တန်းပြည်မှာဒီတန်ဖိုးမြင့်ထုတ်လုပ်တာတွေလေတန်ဖိုးမြင့်ထုတ်လုပ်တာတွေလုပ်ချင်အားဖြင့်ဥပမာကြောက်စိမ်းပေါ့နော်ကြောက်စိမ်းကဥပမာဒေါ်လာ3 သိန်းတန်ကြောက်စိမ်းအရင်တုန်းကသူ့ကိုတန်ဖိုးမြင့်ထုတ်လုပ်နိုင်ရင်ဒေါ်လာ1 တန်းဆိုလဲဟုတ်တယ်10 တန်းဆိုလဲဟုတ်တယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ကတန်ဖိုးမြင့်ထုတ်လုပ်ချင်အားဖြင့်နံပါတ်1ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီနိုင်ငံခြားဝင်ငွေပိုရလာမယ်နံပါတ်2ကကြတော့လူတွေကုမ္ပဏီတွေဒီကြောက်မြက်ကုမ္ပဏီတွေပိုကြီးပွားမယ်ပိုကြီးပွားခြင်းအဖြစ်ဒီကြောက်မြက်ကုမ္ပဏီမှာလုပ်တဲ့ဒီဝန်ထမ်းတွေလည်းပေါ့နော်ကောင်းစားမယ်ပေါ့ရင်းမြင့်ကြတဲ့ပေါ့နော်စီးပွားရေးတွေကောင်းရင်စီးပွားရေးမှာမိခိုနေကြတဲ့ဒီဝန်ထမ်းတွေအကုန်လုံးစီးပွားရေးဝိုင်းလုပ်နေတဲ့ဝန်ထမ်းတွေအကုန်လုံးရဲ့ဘဝလည်းကောင်းမယ်ပေါ့နော်ပြီးလို့ရှိရင်တိုင်းပြည်ကလည်းအခွန်အခတွေပိုရမယ်ပေါ့အခွန်အခတွေပိုရတယ်ပြီးလို့ရှိရင်ကျမတို့စီမှာဒီ made in Myanmar ဆိုတဲ့ဟာပေါ့နော်မြန်မာဂျိတ်ပေါ့မြန်မာရူဘီဆိုတာပေါ့နော်ပို့ပြီးတော့မှနာမည်ရတယ်။နော်အခုကဘာမာဂျိတ်ဆိုပြီးတော့မှသို့မဟုတ်ဘာမာရူဘီဆိုပြီးတော့မှနာမည်ကြီးတာဒီအင်္ဂလိပ်ကိုလိုနီလက်ထက်ကလောက်ခဲ့လို့နာမည်ကြီးတာပေါ့နော်။ကျမတို့အခုနောက်ပိုင်းမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီပဲဖြစ်ဖြစ်အခုနောက်ပိုင်းနာဝတာတို့နာအဖာတို့လက်ထက်မှာပဲဖြစ်ဖြစ်ကျမတို့ကိုယ်တိုင်းပြည်မှာရှိတဲ့ဒီကဘာမှာစံထားလောက်အောင်ကောင်းတဲ့ဒီကြောက်တံကြရများတွေကိုယ်တိုင်းပြည်နာမည်နဲ့ promote မလုပ်နိုင်ခဲ့ပေါ့မလုပ်နိုင်မဲနဲ့ဥပမာဆိုရင်ကြောက်စိမ့်လို့ပြောလို့ရှိရင်တရုတ်ကပုံနာမည်ရတယ်ဒီ value added ပေါ့နော်ဒီတန်ဖိုးမြင့်ထုတ်လုပ်တာလေဗရမ ्या နီလာလို့ပြောလို့ရှိရင်ယူရီးယားပို့ပြီးတော့မှနာမည်ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့အဲ့ဒါဘာမှားနေတာလဲလို့ပြောလို့ရှိရင်ကျမတို့ policy မှားနေတာပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့သဘာဝတယံဇာတပစ္စည်းတွေကိုအသုံးပြုပြီးတော့မှကိုယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ဖြစ်စေနိုင်တဲ့ကျမတို့ဥပဒေတွေကျမတို့ပြဋ္ဌာန်းပေးဖို့လို့ဆိုလို့ရှိရင်ဒါကဥပမာတစ်ခုပေါ့နော်အဲ့လိုဥပမာပြောလို့ရှိရင်ကျမတို့က gas လို့ပြောရင်လည်းဒီလိုပါပဲ gas ကို pipeline တွယ်ပြီးရောင်းမယ်အစားဒီ gas ကိုပြည်ရင်းမှာလျှက်စစ်မီးဖြစ်အောင်ထုတ်ပြီးတော့မှပြည်ရင်းကိုလည်းပေးမယ်နော်ပြည်ရင်းမှာပိုရှန်လို့ရှိရင်လည်းပြည်ပအောင်ထုတ်ရောင်းမယ်ဆိုတာဒါမျိုးလေးတွေပေါ့နော်ဆိုလို့ရှိရင်ကျွန်းလို့ပြောလို့ရှိရင်လည်းတစ်အလုံးလိုက်ထုတ်မယ်အစားကျမတို့ value added ပေါ့နော်ဒီလို furniture တွေပေါ့ကျမအခုထိုင်နေတဲ့ထိုင်ကုန်ဆိုတရုတ်ပြည်ကဝယ်ရတယ်ပေါ့နော်တရုတ်ပြည်မှာ made in China ပေါ့ဒါပေမဲ့အကောင်းစားတွေပါဆိုတဲ့အခါကျအဓိကဘာလဲဆိုတန်ဖိုးရမ်းရတယ်ပေါ့ကျမတို့တစ်အလုံးလိုက်ကြီးရောင်းတာထက်ဆိုင်ရင်ဒီလိုမျိုးfurniture ဆိုတာကျမတော့စိတ်ဆိုးဆုံးနဲ့ပြောရင် furniture ထုတ်တာဘာမှဖြတ်တာမဟုတ်ဘူး rocket science မဟုတ်ဘူးအဲ့ဒါဘာလို့ကျမတို့မလုပ်နိုင်အောင်ပါလဲလုပ်နိုင်အောင်ကျမတို့ဥပဒေနဲ့policy နဲ့မြေတောင်မြောက်အောင်ပါပေါ့နော်ဆိုလို့ရှိရင်အဲ့လိုပုဂ္ဂလိကကဏ္ဍကြီးဖွံ့ဖြိုးသွားလို့ရှိရင်ဒီပုဂ္ဂလိကကဏ္ဍဝင်ငွေတွေနဲ့ဒီရေမြင့်ကြတဲ့နဲ့ဒီပုဂ္ဂလိကကဏ္ဍမှာအလုပ်လုပ်တဲ့လူတွေရဲ့ဘဝလည်းမြင့်တက်လာမယ်ပြီးလို့ရှိရင်အစိုးရအနေနဲ့ကြည့်လို့ရှိရင်လည်းအခွန်အခတွေရပြီးတော့မှတော့တိုင်းပြည်မှာလိုအပ်တာတွေပို့ပြီးတော့မှဒီ public investment ပေါ့နော်ပို့ပြီးတော့မှရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဆိုလို့ရှိရင်ဒါကဥပမာတစ်ခုပေါ့နော်ဆိုလို့ရှိရင်တခြားဥပမာတွေနဲ့ပြောလို့ရှိရင်တော့ကျမတို့စီးပွားရေးပေါ့နော်စီးပွားရေးဝန်းကျင်ကြီးကိုကျမတို့ဒီထက်ပိုကောင်းအောင်ပေါ့နော်လုပ်ငန်းရှင်တွေလုပ်တာကိုင်တာရှိပြီးတော့မှဒီထက်ပိုကောင်းသွားတဲ့စီးပွားရေးပတ်ဝန်းကျင်ကိုကျမတို့လုပ်ပေးလို့ရတယ်အဲ့ဒါကြတော့ဘယ်လိုနည်းနဲ့လုပ်ရမှာလဲဆိုကျမတို့ဒီလိုပေါ့ဒီ public private dialogue လို့เนาะအစိုးရနဲ့ပုဂ္ဂလိကအနေနဲ့စကားပြောခြင်းအပြင်ဒီပုဂ္ဂလိကကဏ္ဍရဲ့လိုအပ်ချက်တွေကပါလဲပြီးလို့ရှိရင်အစိုးရအဲ့ဒါကိုကြားနာပြီးတဲ့အခါကျတော့
ပြင်ဆင်ပေးရမှာတွေဘာတွေရှိလဲပေါ့နော်ဒီလိုလုပ်လို့ရှိရင်ပုဂ္ဂလိကကဏ္ဍကြီးပွားတိုးတက်တာနဲ့များအလောက်ကန်ခွင့်လန်းနေလည်းများလာမယ်အလောက်ကန်ခွင့်လန်းနေများလာတာနဲ့များလူတွေရဲ့တန်ဖိုးတက်လာတယ်ပေါ့နော်လူတွေရဲ့တန်ဖိုးတက်မယ်နောက်လူတွေကလည်းတန်ဖိုးတက်လာတဲ့အချိန်မှာသူတို့ရဲ့ဒီ human capital investment ဆိုတော့ကိုယ့်ဟာကိုယ်တော်အောင်တက်အောင်သိအောင်ပေါ့နော်ဒီလိုပို့ပြီးတော့စ조사ကျင်လာမဲ့ဟာပေါ့ incentive တွေပေါ့ဒီမက်လုံးတွေရပေါ့နော်အဲ့လိုလုပ်ချင်အပြင်ကျမတို့ကလည်းဒီကျမတို့တိုင်းပြည်ရဲ့တကယ် human resource ကိုလည်းပို့ပြီးတော့မှကောင်းအောင်လုပ်လို့ရတယ်ပေါ့ဆိုတော့ဥပဒေတွေကတော့ပြောမယ်ဆိုအများကြီးရှိပါတယ်ရှင်ဒါကကျမကတော့လုပ်ငန်းရှင်တယောက်ဖြစ်တယ်နောက်စီးပွားရေးလုပ်လာတာလည်း22နှစ်ရှိပြီဆိုတော့ကျမလက်တလောကောင်းထဲမှာဥပမာအနေနဲ့ပြောပါဆိုရင်တော့ဒါစီးပွားရေးနဲ့သက်ဆိုင်တဲ့ဒီပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးကိုကျမတို့ပြောတယ်ပေါ့နော်အဲ့လိုပဲတစ်ပြိုင်နက်တည်းမှာပဲပုဂ္ဂလိကကဏ္ဍကြီးပဲဖွံ့ဖြိုးလို့မရဘူးနော်ပုဂ္ဂလိကကဏ္ဍမှာအလုပ်လုပ်နေတဲ့လုပ်ငန်းရှင်တွေအပြင်ဒီအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေပေါ့နော်သူတို့ရဲ့ဒီလူနေမှုဘဝမြင့်တက်ဖို့လိုတယ်ပေါ့နော်အဲ့လိုလိုတဲ့ခါကျတော့ကျမတို့က social security system ပေါ့လူမှုဖူလုံရေးစနစ်တွေအဲ့ဒါတွေကိုလည်းဥပဒေတွေနဲ့ပြဋ္ဌာန်းပြီးတော့မှနိုင်ငံတကာရဲ့စံချိန်မှီအောင်ဥပဒေရှိတဲ့အပြင်ကိုဒီဥပဒေတွေအသက်ဝင်လာအောင်ပေါ့နော်လုပ်တဲ့ခါကျတော့ဥပမာကျမတို့အိမ်နီးနားချင်းပေါ့နော်ကျမတို့ဒီအာဆီယံဒေသတွင်းဆိုစင်ကာပူကိုကြည့်လိုက်တာနဲ့လူတစ်ယောက်ကအလုပ်ရပြီဆိုတာနဲ့သူ့ဘဝပြည့်စုံသွားပြီသူအလုပ်ရတဲ့အတွက်ကိုသူ့မှာလစာရှိတယ်ဒီလစာတွေကနေသူလတိုင်းပဲ CPF ဆိုပြီးတော့မှဒီအလုပ်ရှင်ကလည်းထည့်ဝင်ငွေရှိတယ်သူကိုယ်တိုင်ရဲ့ပေါ့နော်ဝင်ငွေလည်းထည့်တယ်ထည့်ပြီးတော့မှသူ့မှာလတိုင်း saving ရှိနေတယ်ပြီးလို့ရှိရင်သူ့မှာ health insurance ရှိတယ်ရှိပြီးတဲ့အခါကျဒီ insurance တွေရှိတဲ့အတွက်ကိုသူတို့ပေါ့နော်တစ်ချိန်မှာနေမကောင်းမကျန်းမာဖြစ်တာတို့ဘာလို့ဆိုရင်လည်းဒီစိတ်ပူစရာမလိုဘူးပေါ့နော်နောက်တစ်ခုကကြတော့အလုပ်ရှိတဲ့လူကဒီအကျွေးတွေဝယ်လို့ရတယ်ပေါ့နော်အိမ်ဆိုရင်အကျွေးနဲ့ဝယ်ထားတယ်ဆိုလို့ရှိရင်သူတို့အခွန်ဆောင်တဲ့ပုံစံကလည်းဟိုကကျမဒေါ်လာ1000စားပေါ့နော်ဒေါ်လာ1000လစာရတယ်ဆိုရင်ဒေါ်လာ200ကိုကျမပတ်စံနေရဒေါ်လာ200ကိုကျမ CPF ထဲပေါ့နော်ထည့်ရတယ်ကျမ saving နဲ့ပြီးလို့ရှိရင်ကျမရဲ့အလုပ်ရှင်ကလည်း200ထည့်ပေးရတယ်ဆိုကျမဒေါ်လာ1000စားတာပြောတယ်ကျမတစ်လကိုကျမ400စုမိတယ်400စုမိပြီးတော့မှလကုန်ကျမ800ထုတ်တယ်ပေါ့နော်အဲ800ထဲမှာမှကျမအိမ်ဝယ်ထားတာဘဏ်လုံးကလည်းအနည်း20လောက်ပေးတာပေါ့နော်အိမ်ဝယ်ထားတာကိုအိမ်ဘိုးကျမပေးမယ်အရေးကြလတိုင်းပေးတာပေါ့နော်အတိုးကလည်းနည်းတယ်ပြီးလို့ရှိရင်ကျမအိမ်ထဲကရှိတဲ့ furniture တို့ဒါမှမဟုတ်ကားတို့လိုစသဖြင့်ပေါ့နော်ဒါတွေကိုလည်းကျမအကျွေးနဲ့ဝယ်ထားတယ်ကျမအကျွေးနဲ့ဝယ်ထားတာတွေမှန်သမျှကိုကျမဒီ800တွေကနေပေးပြီးပိုတဲ့ဟာကျမဒါစိတ်လွတ်လက်လွတ်သုံးရုံပေါ့နော်ဆိုလို့ရှိရင်taxable income ပေါ့နော်ဒီ personal income အနေနဲ့လူတစ်ယောက်ချင်းစီကအခွန်ဆောင်ရတယ်ဆိုတော့ဘယ်ပေါ်မှာဆောင်ရတာလဲဆိုလို့ရှိရင်ဒီကျမခုနလိုပြောတဲ့ CPF လည်းဖြတ်ပြီးသားပြီးလို့ရှိရင်ကျမရှိတဲ့အိမ်ကျွေးတို့เนาะတခြားအကျွေးနဲ့ဝယ်ထားတဲ့အကျွေးတွေလည်းအရင်လိုက်ဆက်ပြီးပိုတဲ့ပတ်စံပေါ်မှာမှဒီအခွန်ဆောင်ရတာပေါ့နော်အခွန်ဆောင်ရတော့တိုင်းပြည်ကလည်းလူတစ်ယောက်ချင်းစီကအခွန်ရတယ်ပေးရတဲ့လူကလည်းဝန်တော့ဝန်ပေါ်မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလေးသဘောရှိတယ်ဆိုတော့ကျမတို့ကအဲ့လိုမျိုးအချိန်ထိရအောင်ကျမတို့သွားအောင်ပေါ့နော်သွားဖို့ဆိုလို့ရှိရင်ဒီလူမှုဖူလုံရေးနဲ့ပတ်သက်တဲ့ဥပဒေဒီထက်ပိုကောင်းအောင်လုပ်ဖို့လိုတယ်ပေါ့နော်ပိုကောင်းအောင်လုပ်မယ်ပြီးလို့ရှိရင်နောက်တစ်ခုအဲ့ဒါနဲ့ဆက်ပြီးပြောလို့ရှိရင်ဒီ CPF ပေါ့နော်စင်ကာပူမှာ CPF ဆို Central Provident Fund ပေါ့နော်ဒါလူတိုင်းကအလုပ်လုပ်တဲ့လူတိုင်းအစိုးရဝန်ထမ်းမှမဟုတ်ဘူးနော်ကုမ္ပဏီဝန်ထမ်းတွေလည်းလူတိုင်းမှာ saving ရှိတယ်ဆိုတော့လူတိုင်းရဲ့ saving ကိုအစိုးရထိန်းထားပေးပါတယ်အစိုးရထိန်းထားပေးပြီးတဲ့အခါကျတော့အစိုးရကတော့လူတိုင်းမှာစည်ရင်းအကောင့်လေးတွေရှိရပေါ့နော်ဒီလူကတော့ဖြင့် CPF မှာဘယ်လောက်စုမိနေပြီတော့စသဖြင့်အဲ့လိုရှိတဲ့အပြင်ဒီပတ်စံတွေကိုသူတို့တွေကနေပြီးတော့မှဒီဟိုပေါ့တန်ဖိုးမြင့်သွားအောင်ပေါ့နော်တခါလေကျရင် inflation ဖြစ်ရင်ပတ်စံတိန်းထားရင်းနဲ့ဒီတိုင်းပဲထားရင်းနဲ့ပတ်စံတန်ဖိုးကျသွားတဲ့အခါဒီပတ်စံတွေအများကြီးဆိုလို့ရှိရင်ထိခိုက်မှုတွေအများကြီးရှိတယ်ပေါ့ရှိတဲ့အခါကျတော့အစိုးရကနေသူ့ဟာသူဒီ trust fund ထောင်ပြီးတော့မှဒီ stock and share တွေဝယ်ပြီးတော့မှဒီပတ်စံတွေတိုးပွားအောင်လုပ်တာပေါ့နော်ဆိုလို့ရှိရင်ရှုံးရင်တော့ရှုံးရင်လည်းအစိုးရကပဲကြခံရတယ်မြတ်လို့ရှိရင်လည်းအစိုးရပဲရတယ်ကျမတို့တကူချင်းစီရဲ့စုငွေကတော့ကျမတို့ကဒီတိုင်းပဲရှိတယ်နော်အဲ့လိုလုပ်ခြင်းအပြင်လည်းနောက်ဘာတွေရှိလာလဲဆိုကျမတို့ SWF ဆိုတာ Sovereign Wealth Fund ဆိုတာဒီတိုင်းပြည်ကပိုင်တဲ့ပတ်စံတွေပေါ့တိုင်းပြည်ကပိုင်တဲ့ပတ်စံတွေကိုကျမတို့က
စီမံခန့်ခွဲတာလေးပေါ့နော်ဒီချက်ပိုကောင်းအောင်ဒီချက်ပိုပြီးတော့မှတိုးပွားအောင်ပြီးလို့ရှိရင်ဒီစင်ကာပူဆိုလို့ရှိရင်လည်းစင်ကာပူဒေါ်လာရဲ့တန်ဖိုးပိုတက်လာအောင်ဆိုပြီးတော့မှဒါလုပ်နေတဲ့တကယ်ဟိုငွေရေးကြေးပညာရှင်တွေရှိတယ်ဒါမျိုးတွေနဲ့လုပ်ဖို့ဆိုရင်ဒါတွေကလည်းဥပဒေနဲ့အရင်စအောင်ပေါ့နော်ဥပဒေရှိပြီဆိုတော့မှကျမတို့ကဒီဥပဒေကိုအကောင့်ထက်ပေါ်တာနောက်ကလိုက်ရတယ်ပေါ့ဆိုတော့ပြောမယ်ဆိုရင်အများကြီးရှိပါတယ်ရှင်